အားလုံးပဲမင်္ဂလာပါအခုရက်ပိုင်းမှာတော့လူတော်တော်များများကနေမကောင်းဖြစ်နေရဖြစ်တဲ့အတွက်နိုင်ငံခြားရောက်နေလို့စီးုံစည်းကမ်းတွေတွားကျင်တဲ့အခါမှာကိုခံစားနေရတဲ့ဝေဒနာတွေကိုပြောပြလို့ရမယ် English speaking လေးတွေကိုပြောပြပေးတော့ပါမယ်နှာရည်ရမ်းချီနေရဆိုရင် I'm sneezing a lot I'm sneezing a lot လေချောင်းနာနေရဆိုရင်တော့ I have a sore throat I have a sore throat ချောင်းနေဆိုနေရဆိုရင်I'm coughing I'm coughing ကိုရီပူနေရဆိုလို့ရှိရင်တော့ I have a fever I have a fever အရန်ပင်ပန်းနေရဆိုရင် I feel very tired I feel very tired ခေါင်းကိုက်နေရဆိုရင်တော့ I'm having headache I'm having headache နှာရည်စီးနေရဆိုရင် I have a runny nose I have a runny nose ဘိုက်အောက်နေရဆိုရင်တော့ My stomach hurts My stomach hurts ခေါင်းနေမူးနေရဆိုရင် I'm feeling dizzy I'm feeling dizzy ကိုယ့်ရဲ့အရေးပြားပေါ်မှာအဖူးပိတ်နေထွက်နေရဆိုလို့ရှိရင်တော့ I have a rash on my skin I have a rash on my skin အသက်ရှူရကြက်နေရလို့ပြောချင်ရင် I'm short of breath I'm short of breath အန်နာလုံးဝမရက်နိုင်တော့ဘူးဆိုလို့ရှိရင်တော့ I can't stop vomiting I can't stop vomiting ဝမ်းနေလျှောနေရဆိုရင် I'm having diarrhea I'm having diarrhea အော်အန်ကျင်တယ်လို့မျိုးဖြစ်နေရဆိုလို့ရှိရင်ကြတော့ I feel nauseous I feel nauseous နားတွေကိုက်နေရဆိုရင် My ears hurt My ears hurt အနံ့မရတော့ဘူးလို့ပြောချင်တဲ့အခါ I've lost my sense of smell I've lost my sense of smell အရသာလည်းမရတော့ဘူးဆိုရင်တော့ I've lost my sense of taste I've lost my sense of taste ဒီချယ်တို့ရဲ့ SIK Language School လေးမှာ English speaking လေးကျွမ်းကျင်နေအလုပ်များပြီးတော့အချိန်အရန်မပေးနိုင်တဲ့သူများအတွက်တခါအပ်ပြီးရာသက်ပံလေ့လာလို့ရမယ် Speaking နဲ့ Grammar Video Lesson Class တွေ English Speaking ကိုဒီ channel တစ်ယောက်ချင်းအနည်းကသင်ကြားချင်နေဆိုတဲ့သူတွေအတွက် one-on-one English Speaking Class လေးလည်းဖွင့်လှစ်ပေးထားပါတယ်သင်တန်းလေးတွေကိုစိတ်ဝင်စားလို့တက်ချင်နေဆိုရင်တော့အခုပဲ message box ကနေစုံစမ်းမေးမြန်းလို့ရပါပြီ